ဘန်လီကိုနိုင်ခဲ့တဲ့ပွဲပြီး Chelsea fan တယောက်အနေနဲ့ဘာပြောချင်တယ်လဲမင်္ဂလာပါကိုခိုင်း Chelsea fan page ကနေအပြောင်းအလဲတော်များအားလုံးကိုကြိုဆိုပါရစေဘန်လီကိုအနိုင်ယူခဲ့တဲ့ပွဲပြီးမှာ Chelsea fan တယောက်အနေနဲ့ပြောချင်တဲ့စကားလေးတွေကိုလွတ်လွတ်လပ်လပ်ပြောဆိုဆွေးနွေးအသုံးသပ်သွားခြင်းပါတယ်ဒီဗီဒီယိုလေးကတော့ဒါကျွန်တော်ရဲ့ Chelsea fan ညီကိုတွေနဲ့ပဲတီးသက်ပြောဆိုဆွေးနွေးတဲ့ဗီဒီယိုလေးဖြစ်ပါတယ်သုံးသက်ချက်တွေနောက်နီးစနစ်ပိုင်းနီးပြူအပိုင်းလိလာလိုက်စားမှုတွေဘာမှမပါဘူးယနေ့ကဖြစ်မိတဲ့ခံစားချက်ကိုပဲကျွန်တော်ပြောမှာပါအဲ့တော့အရင်ဆုံးကျွန်တော်ဖြစ်မိတဲ့ခံစားချက်ကျွန်တော်တို့ဒီပွဲနိုင်လိုက်တာတန်တယ်အချိုးမြတ်တွေအများကြီးရတယ်ခြေသွမ်းပိုင်းကတော့ဗစ်တက်တွေအများကြီးပုံမဖော်တဲ့အတွက်အားရကျင်တဲ့ဆရာမကောင်းဘူးဆိုပေမဲ့ကျွန်တော်တို့ဘာတွေအကျိုးမြတ်ရလိုက်လဲ benefits တွေဘာတွေကျွန်တော်တို့စုဆောင်းနိုင်ခဲ့တယ်လေအဲ့ဒီအပိုင်းလေးကိုကျွန်တော်အရင်ပြောပြမယ်ဒီပွဲပြင်ဘာစီလိုနာနဲ့ကျွန်တော်တို့တွေ့ရမယ်ဘာစီလိုနာနဲ့ပွဲကအရန်ရေးကြီးတယ်ချန်ပီယံလိမှာဖြစ်တယ်လို့သွားကန်လို့မရဘူးเนาะကျွန်တော်တို့အခုရက်တီမှုဒီ1-8ဝင်ဖို့ကတော့မလွယ်ဘူး9-24ကတော့ဝင်တယ်ဒါပေမဲ့ဂုံတိတ်ခါပိုင်းဆိုတာရှိတယ်ချန်ပီယံလိမှာဂုံသိက္ခာပိုင်းအရင်ရေးကြည့်ရနော်ကျွန်တော်ရဲ့ level အဆင့်တန်းတစ်ခုဒီအန်ဒိုမာရက်စကာလက်ထက်မှာဘယ်လောက်ထိရောက်လာတယ်လဲဆိုတာဘာစီလိုနာကကျွန်တော်တို့စာမေးပွဲစစ်မှာဒီလိုပြောလို့ Premier League အသင်းတွေကစာမွေးမစစ်ဘူးလို့ပြောတာမဟုတ်ထားပါတော့ Arsenal ကိုရှင်ကစားနိုင်မယ် Man City ကိုရှင်ကစားနိုင်မယ် Liverpool ကိုရှင်ကစားနိုင်မယ်ဒါတပိုင်းသို့ပေမဲ့ Premier League မှာဒီအသင်းတွေကအမြဲတမ်းလို့တွေ့နေတဲ့အခါကျတော့ကျွန်တော်တို့ level ကိုတိတ်ပြီးတော့အကဲဖြတ်လို့မရဘူးဒါပေမဲ့ပြပ club တင်တနည်းအားဖြင့်ဒီ UEFA တွေကဘောလုံးအင်အားကြီးနိုင်ငံတွေကနာမည်ကြီး club တွေဆိုရင်ငါတို့ကဘာလဲဆိုတာအစမ်းသက်ခံလို့ရတယ် Real Madrid, Bayern Munich, Barcelona စသဖြင့်ပေါ့အဲ့တော့ Bayern Munich ကတော့ကျွန်တော်တို့လွယ်လင်းတကူပဲနိုင်သွားခဲ့တယ်ကျွန်တော်တို့အားရကျဉ်းမှုမရှိခဲ့ဘူးအဲ့တော့ Barcelona နဲ့ပွဲမှာကျွန်တော်တို့ဘာထပ်လုံးပြနိုင်မလဲကြည့်ရမယ်နောက် Bayern Munich ကျွန်တော်တို့လွယ်လင်းတကူနိုင်သွားတယ်ဆိုတာကလည်းအကောင်းမြင်စိမ့်နဲ့ကြည့်မယ်ဆိုရင်နားလည်ပြီးလို့တော့ရပါတယ်ဒီနေ့ရတယ် Bayern Munich ကအရန်ကြီးကိုကောင်းနေတဲ့အသင်း Arsenal Bayern Munich ဒီနေ့ဥရောပတစ်ခွင်မှာအကောင်းဆုံးအသင်းနှစ်သင်းဖြစ်တယ်ဒီတည်းကတစ်သင်းကိုကျွန်တော်တို့ရင်ဆိုင်ရတာအဲ့တို့ကြောင့်ကျွန်တော်တို့ရှုံးနေပြဿနာမရှိဘူးဘာစီလိုနာကြတော့အဲ့လိုဖြစ်လို့မရဘူးကမ်းမှာလည်း Stamford Bridge မှာဖြစ်တယ်အဲ့တို့ကြောင့်ဒီပွဲစဉ်ကိုအန်ဒိုမာရက်စကာအနေနဲ့ကြိုတွေးလိုက်တာကတော့လုံးဝမှန်ကန်တဲ့လုပ်ရက်တစ်ခုလို့တော့ထင်တယ်အဲ့တော့ तू ကြိုတွေးတဲ့အချိန်မှာအသင်းရဲ့ပွဲထွက်ကစားသမားတွေကိုကျွန်တော်တို့စိုးရိမ်တာပေါ့ခိုင်စီရိုကမဖြစ်မနေထဲ့သွင်းအသုံးပြုတဲ့ကစားသမားတွေဒါပေမဲ့ကိုင်စီရိုမပါလာဘူးကိုင်စီရိုနေရာမှာအန်ဒရေးဆန်တိုစ်နဲ့ဖြစ်နိုင်ပါမလားဆိုတော့အတွေးမြင်မျိုးကတော့လူတိုင်းမှာရှိမှာပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ကန်ကောင်းတယ်ကိုင်စီရိုမပါဘဲနဲ့နိုင်သွားတယ်ကိုင်စီရိုထောက်လျှောက်အနားယူခဲ့ရတယ်ဒါပြင်အစတေဗန်ပွဲပြီးကန်ဒီမှာခဏလေးလူသားလဲလိုက်ရတာပါသူလည်းတပွဲလုံးနားခဲ့ရတယ်နောက်ဖိုချစ်အလီဂျန်ရိုဂါနာချိုတောက်လျှောက်နားခဲ့ရတယ်ဒီတောင်မန်ကစားသမား2ယောက်နဲ့ကွင်းလက်ကစားသမား1ယောက်ရဲ့အရေးပါအရောက်မှုကိုကျွန်တော်တို့နောက်လာမယ်ဘာစီလိုနာနဲ့ပွဲမှာမြင်တွေ့ခွင့်ရမယ်ဒါတွေမကသေးဘူးကျွန်တော်တို့ Reece James ကိုလည်းပထမပိုင်းပဲတုံးပြီးတော့ဒုတိယပိုင်းရောက်တဲ့အခါမှာအနာအပြည့်ပြီးသွားတယ်မယ်လိုဂူစတိုကလည်းထိုနီတူပဲဒုတိယပိုင်းရောက်မှဝင်လာတယ်ဆိုတော့ကျွန်တော်တို့ရဲ့ squad rotation ကဒီနေ့ပွဲမှာ benefits တွေအများကြီးရခဲ့တယ်လို့ပဲပြောရမှာပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်ပထမဆုံးမြင်မိတဲ့ဘန်လီနိုင်ပွဲရခဲ့တဲ့အကျိုးမြတ်တွေကကျွန်တော် Chelsea ကစားသမားတွေအနားရခဲ့တာပါဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘောလုံးပွဲကစားခြင်းနဲ့ဆိုရင်တော့ Senior Torch စီမှာမောင်း96 iBet ခွန်ရှိကိုနဲ့9-3 miss တို့ကို member တဲ့ unit ဖြစ်အဖို့စုကြီးတွေနဲ့ယုံကြည်စွာကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ Babet နံပါတ်39989380မှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာဆိုတော့နောက်ထပ်အကျိုးမြတ်တစ်ခုပေါ့နော်ကျွန်တော်တို့အခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာရှုံးပွဲသိပ်မရှိဘူးအသေးပွဲဖြစ်တာတွေရှိမယ်တောက်လျှောက်နိုင်တာတွေရှိမယ်ပေါ့အဲ့ဒီအပိုင်းလေးကလည်းဒါပြောဆို Chelsea အတွက်အများကြီးအထောက်အကူဖြစ်တဲ့ mentality ဘိုင်းရရှိမယ်လို့တော့ကျွန်တော်ထင်တယ်အခုဆိုရင် Chelsea ကဒါကျွန်တော်ပြောနေတဲ့အချိန်မှာတော့အမပေးစရာရဲ့အဆင့်2နေရာအထိတော့ရောက်လာပြီပေါ့နော်ဒါက Chelsea ဒီဘောလုံးရာသီမှာအကောင်းဆုံးကြိုးစားဖြတ်သန်းနေတဲ့ပုံစံကိုမြင်တွေ့ခွင့်ရခဲ့တာပဲဖြစ်ပါတယ် Premier League ပွဲစဉ်7ပြီးတဲ့အချိန်ထိပြီးခဲ့သောဘောလုံးရာသီကစွမ်းဆောင်ရည်တွေနဲ့တိတ်မကွာဘူးဆိုပေမဲ့ပွဲစဉ်7ပြီးတဲ့အချိန်မှာ Man City ပွဲမကန်ခင် Chelsea အဆင့်2နေရာအထိရောက်လာတယ် Arsenal ပွဲမကန်ခင်မှာ Chelsea ဒီ Arsenal ကို3မှတ်တိအနောက်ကနေအကွာနဲ့ဖိအားပေးထားနိုင်တယ်ဆိုတာကြည်ချင်းအပြင် Chelsea ရဲ့ဒီနေ့ရာသီဖြည်းဖြည်းမှန်မှန်ရှောက်လာတဲ့ပုံသဏ္ဍာန်လေးကတော့မစိုးဘူးလို့ပဲပြောရမှာပေါ့နော်အရင်တော့ချီကျူးမစောခြင်းချီကျူးစောပြီးမှတလွဲတွေဖြစ်ရင်လည်းသိမလားကျွန်တော်တို့တွေပဲခံစားရမှာရှေ့ဘောလုံးရာသီတွေတုန်းကလည်းအဲ့လိုမျိုးအများကြီးဖြစ်ခဲ့တယ်လေကျွန်တော်တို့ရာသီစတော့ကတော့စိတ်လျှော့ပြီးကြည့်တယ်ပြီးတော့ဟာတီးလာကွာငါတို့တွေတိုက်တယ်ဘာညာဆိုပြီးမသိသိကနေခိုးပြီးခံမှန်းနေပြီးကမှကတုံးက
ကျွန်တော်တို့ကတိုက်တယ်မမှန်းပါဘူး1 to 4တောင်မှဒီနှစ်ရာသီမသေးကြပါဘူးဆိုပြီးတက်ချပလိုက်တော့ကျွန်တော်တို့ပဲကောင်းအဲ့တော့ကြောင့်အများကြီးတော့မမျော်လင့်ဘူးဒါပေမဲ့ပွဲစဉ်7နှစ်ပြီးတဲ့အခါမှာတော့ကျွန်တော်နည်းနည်းတော့ရင်ခုန်လာတယ်အခုနောက်ဆုံးကစားရတဲ့ဒါပွဲစဉ်9ပွဲမှာဆိုရင်ကျွန်တော်တို့4ပွဲတိတိနိုင်ခဲ့တယ်တပွဲပဲတည်ကြခဲ့တာအဲ့ဒီတည်ကြခဲ့တဲ့ပွဲကတော့ဒါကွာရာဘတ်နဲ့တည်ကြခဲ့တဲ့ပွဲပေါ့နော်ဒါတွေမကသေးဘူးကျွန်တော်တို့ Chelsea အနေနဲ့အခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်10ပွဲမှာပေါ့တပွဲပဲရှုံးခဲ့တယ်ရှုံးပွဲက Sunderland ကိုရှုံးတဲ့ပွဲပါအဲ့ဒါကြောင့်ကျွန်တော်အမြဲတမ်းလို့ပြောတယ်ပွဲတစ်ပွဲရှုံးတာဘာဖြစ်လဲဗျာဆိုရင်ဘာမှတော့မဖြစ်ဘူးဒါပေမဲ့အခုလိုမျိုးတပွဲဂျားထဲမှာရှုံးနေတဲ့ Rocket ထက်ဆိုင်ကျွန်တော်ရဲ့10ပွဲလုံးရှုံးပွဲမရှိဘူးဆိုရင် Chelsea ကစားသမားတွေရဲ့ mentality ဘိုင်းဒီအကောင်းဆုံးအခြေအနေမှာကျွန်တော်ရှိလာနိုင်တယ်ပေါ့နော်နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာလည်းကျွန်တော်တို့ပေးကူမရှိတဲ့ Kansas Dan ကိုပိုင်ဆိုင်ခဲ့ရတယ်Premier League ပွဲအပြင်တွက်ကြည့်မယ်ဆိုရင်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်3ပွဲလုံးကျွန်တော်တို့ပေးကူမရှိခဲ့ပါဘူး clean sheet 3ပွဲဇက်တိုင်းဒါ Premier League မှာရရှိခဲ့ပြီးဖြစ်ပါတယ်အဲ့တော့အကောင်းဘက်တွေကိုအများကြီးတော့ဥတည်နေတယ်ကျွန်တော်တို့အခုလာမဲ့ပွဲချက်2ပွဲဖြစ်တဲ့ဒီဘာစီလိုနာနဲ့အာဆနယ်ပွဲကိုလည်းဒီလိုအကောင်းဆုံးစိတ်ဓာတ်နဲ့သွားမယ်ဆိုရင်ဒီပွဲစဉ်တွေကိုတူတူတနန်ရင်ဆိုင်ဖြတ်တန်းနိုင်မယ်လို့တော့ကျွန်တော်ထင်တယ်ဘာစီလိုနာရဲ့ပွဲကတော့အခရာပေါ့လေဘာစီလိုနာရဲ့ပွဲမှာတခုခုလုံးပြနိုင်ခဲ့ရင်အနိုင်ရလက်ရရင်တော့ကောင်းတာပေါ့အာဆနယ်ပွဲအတွက် Stamford Bridge ကွင်းမှာ Chelsea ဒီစိတ်ဓာတ်ပိုင်းဆိုင်ရာတော်တော်ပြင်ဆင်မှုလုပ်ထားပြီးသားဖြစ်သွားပါလိမ့်မယ်ခင်ဗျာဒါတော့ဘန်လီကိုနိုင်ခဲ့တဲ့ပွဲစဉ်ကနေ Chelsea fan တယောက်အနေနဲ့ဖြစ်မိတဲ့စိတ်ခံစားချက်လေးတွေကိုကျွန်တော်ညီကိုရင်းနဲ့အတူတူဆွေးနွေးသုံးသပ်ခဲ့တာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်